ကိုကိုရေကိုကိုဟာကိုကိုအိပ်ပုံကြီး ဗျာတတဲလေး တကြံကောင်းနေကြိုက်နေရဲ့ ဈေးတော့လေးတတဲလေးရဲ့ ကိုကိုနော် ဗျာကဲလာပါဖို့အိတ်ကိုနေပြီမယ်နော်ဟုတ်ပြီလား ဟီဟီအားကြောင့်ကိုကိုချစ်တာ ဟောဒီကျိုးစိမ်မလေးကတော့ဦးရအောင်လုပ်နေရပဲ ကိုကိုရေ ဗျာ တတဲဘိုက်စားတယ် ဟာတတဲလေးရဲ့ထမင်းမချက်ချင်ဆိုလေကြိုပြောပါဗျာအခုနေမကောင်းလို့ထမင်းမချက်နိုင်ဆိုပြီးကိုပဲချက်ခိုင်းပါမလား ဟီဟီမဟုတ်ပါဘူးကိုကိုရဲ့တတဲကကိုကိုချက်ကြွရလေးကိုစားချင်လို့ပါဘာလဲကိုကိုကညိုနေတာလားဟွန်း ကိုတတဲကိုဘယ်ရောညွန်ညင်ဘူးလို့လဲသွားမင်းသားတတဲတော့ကိုတမင်းကြော်နဲ့ကြုတ်ကြော်လာပြီမယ်ဟုတ်ပြီလား ကြံသေးတယ်အဲ့ဟာရီပဲမစားချင်ဘူး ဟောဗျာတတဲကဘာမှစားညင်လို့လဲ ကိုကိုနှခမ်းကိုစားချင်တာ ဟုတ်ပါပြီကျွေးစိမ်မလေးရဲ့တတဲလေးစိတ်တိုင်းကြဖြစ်စေရမယ်နော် ကိုကိုရေ ဗျာမနေ့စာအစင်းလေးပြပါပြီနော် တတဲကဒီတိုင်းစားမှာလားလို့ကိုကိုနော် ရပြီဆက်မပြောနဲ့တော့တတဲလေးစိတ်တိုင်းကြဖြစ်စေရမယ်နော်ဟာခွင့်ကြည့်မယ်နော် ဒါပဲလားကိုကို ကဲရင်ဝင်တဲ့ထိပါလာပါဗျာ ဟီဟီလာပြီကိုကို လာပါဗျာလာပါ ကိုကိုတတဲပြန်ချင်သေးတယ် ခုပေါ့ကတတဲလေးအတွက်ခေါင်းလေးပါပဲနော် အဲ့လိုအလိုက်တီလို့ကိုတတဲကရှစ်နေရတာ ကဲအဲ့တော့ကိုကြောက်တယ်ပြီမယ်နော် ဟုတ်ကဲ့ကိုကို